မင်္ဂလာပါရှင်ဒီနေ့တော့လူပေါင်းအတိုင်းအဝိုင်းမှာရှိတဲ့ရှိတိုက်တဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်တဲ့ဆောင်းပါးလေးတစ်ခုကိုဖတ်ကြားပြီးသွားမှာဖြစ်ပါတယ်ဖတ်ချင်စရာဆောင်းပါးနဲ့ essay များဆိုတဲ့ Facebook စာမျက်နှာကဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်ကားတစ်စီးရွှွန့်နေတဲ့ရုံးမရဖြစ်နေတယ်ကားသမားကအကူအညီရလို့ရညာအနီးအပါးလျှောက်ကြည့်တော့တဲလေးတစ်လုံးကိုလှမ်းမြင်ရတယ်သူတဲနာရောက်တော့လယ်သမားတစ်ယောက်ကိုလည်းတွေ့ရရဲ့အခက်ခဲဖြစ်နေလို့သူ့ကားကိုဆွဲပေးလို့ရတဲ့ကားတစ်စီးတလေဘယ်မှာရှိနိုင်မလဲမေးမြန်းကြည့်တယ်ဒီရွာမှာကားတစ်စီးမှမရှိကြောင်းလယ်သမားကဖြေတယ်သူ့နွားတွေကိုတခြားရွာကညီတယောက်စီအငှားချထားလို့နွား3-4ကောင်နဲ့ဆွဲပေးဖို့လဲအဆင်မပြေဘူးတဲ့လယ်သမားကြီးဟာစကားပြောရင်းကနေတဲနောက်ဖက်ခဏဝင်သွားတယ်ပြန်ထွက်လာတော့နွားတစ်ကောင်ပါလာရဲ့လက်ထဲမှာလဲကျိုးကွေနဲ့နွားကတန်ပေမဲ့ဒီနွားတစ်ကောင်နဲ့ကားကိုဆွဲနိုင်ပါမလားလို့ကားသမားကတွေးမိတယ်သို့တော့ရလို့ရညာစောင့်ကြည့်ရတာပေါ့ဆိုတဲ့အတွေးနဲ့စောတကမတက်ဖြစ်ရွှွနေနေတဲ့ကားစီရောက်တော့လယ်သမားကကျိုးကိုကားမှာခြိလိုက်တယ်ပြီးတော့သူ့နွားကြီးပေးမှရက်ပြီးអော်တယ်ရုံးလိုက်ဆိုင်ကနီရေနွားကြီးကလှုပ်တောင်မလှုပ်ရုံးလိုက်ဆိုင်ကညိုရေနဲနဲတောင်မလှုပ်ရုံးလိုက်ဆိုင်ကအုံးရေဒီတခါတော့နွားကြီးလှုပ်ရွပြီးရုံးတယ်ကားဟာနဲနဲပဲရွေ့ရဲ့ရွှွနေနေတာများနေလို့တခါတည်းလွတ်မလာဘူးလင်သမားကနွားကြီးကိုခက်ဆက်ဆက်လေးပုတ်ပြီးអော်ပြန်တယ်ထပ်ယုံလိုက်ပါအောင်ငအုံးကြီးဒီတခါနွားကြီးယုံလိုက်တာရွှွနေကကားထွက်လာတယ်ကားသမားကကျေးဇူးတင်စကားပြောပြီးသူသိချင်နေတာကိုမေးတယ်နွားကြီးကိုဘာလို့နာမည်အမျိုးမျိုးပေးထားတာလဲလင်သမားကြီးကရှင်းပြတယ်ငအုံးဆိုတာကသူ့နာမည်ငအုံးကမျက်စိမမြင်ဘူးမမြင်လို့လဲကျုပ်ညီစီအငားမချပဲခြံထားတာခုနကနာမည်အမျိုးမျိုးခေါ်တယ်ဆိုတာကသူတကောင်နဲ့ဆွဲနေရတာမဟုတ်ပဲသူ့အဖေငနီတို့ငညိုတို့လည်းဘေးမှာရှိနေတယ်ထင်အောင်လို့သူတကောင်နဲ့မဟုတ်ပဲသူ့ဘေးမှာကိုညီသူတွေရှိတယ်ထင်အောင်ပေါ့အားဖို့ရှိပြီးယုံကြည်အောင်ပေါ့ဒုက္ခတစ်ခုကိုတယောက်တည်းကြုံနေရတယ်လို့ထင်တဲ့အချိန်တခြားလူတွေလည်းကိုယ့်လိုဖြစ်နေတာတွေ့ရရင်ဒုက္ခဝင်ပေါ်လာသလိုခံစားရတာမျိုးလူတွေမှာဖြစ်တတ်တယ်။မိဘေးရေဘေးသဘာဝဘေးမင်းမေးတွေကြုံရတဲ့အချိန်ကိုတယောက်တည်းထူးပြီးခံနေရတာမဟုတ်ပါလားဆိုတဲ့အသည့်ကဒုက္ခဝင်ကိုပေါ့တဲ့အောင်ခံစားရစေတယ်။အတူတူကြုံနေရတာမို့အတူတူယုံရင်လွတ်နိုင်ပါလားလို့တွေးမိပြီးအားတက်လာနိုင်တယ်။အများစုဖြစ်နေကြတာမို့ထူးထွေယုံမနေပဲဒီအတိုင်းနေလိုက်တော့မယ်လို့စိတ်ပြည့်အားလျော်သူတွေလည်းရှိမှာပါပဲလုပ်ငန်းခွင်မှာတယောက်တည်းယုံနေရပြီးကြံသူတွေရေသာခုန်နေတဲ့အခါတကယ်အလုပ်လုပ်နေရတဲ့လူတွေစိတ်အားလျော့ကျတတ်တယ်ကိုသာအလုပ်လုပ်ပြီးသူတို့ကြရေသာခိုလစာယူနေကြပါလားဆိုတဲ့အသည့်ကလုပ်ငန်းခွင်နဲ့မျှတမှုမရှိတာကိုခံစားရစေတာကိုတက်ညီလက်ညီလောက်ကြရင်အလုတ်လဲတွင်ပြီးအရာပိုရောက်တာတွေဖြစ်လာနိုင်မှာမဟုတ်လားငအုံးကသူ့ဘေးမှာငနီနဲ့ငညိုရှိတယ်ဆိုတဲ့အထင်နဲ့အတူတူယုံနေကြရပါလားဆိုတဲ့အသည့်နဲ့အားရှိလာတာမျိုးကအမြဲတမ်းတော့လည်းဘယ်ဖြစ်နိုင်မလဲငနီနဲ့ငညိုဆွဲနေတာမို့ငါရေသာခိုလိုက်မယ်ဆိုတဲ့ငအုံးမျိုးလည်းရှိနိုင်တယ်ငအုံးကအဲ့ဒီလိုရေးသားခိုရင်လယ်သမားကမြင်နေရမှာကိုလည်းမမေ့သင့်ဘူးဒါစဉ်းစားရမယ်အချက်တစ်ချက်တချို့လူတွေရှိတယ်ငအုံးယုံနေတာတွေ့တဲ့အခါအကူအညီဝင်မပေးတဲ့အပြင်ငနီတို့ငညိုတို့မင်းဘေးနားမှာတကယ်မရှိဘူးဟေ့ငအုံးရေမင်းတကောင်နဲ့ပဲဟေ့လို့ဝိုင်းအော်တတ်သူတွေမင်းကိုညာခိုင်းနေတာဟေ့လို့စေတနာစကားဆိုတာမဟုတ်ပဲခိုင်းသူရောယုံနေသူပါစိတ်ပြက်အောင်ဝင်နှောက်ရှက်တတ်သူတွေကိုဆိုတာပါဒီလိုလူတွေကိုသတိထားသင့်တယ်အခုဖတ်ကြားခဲ့တဲ့ဆောင်းပါးလေးကတော့ဖတ်ချင်စရာဆောင်းပါးနဲ့ essay များဆိုတဲ့ Facebook စာမျက်နှာကဖြစ်ပါတယ်ရှင်အားလုံးပဲကြမှာရှင်လန်းကြပါစေ။